အခုလားပြန်လဲယူမယ်ဟိုကလည်းခုလားတယ် မဟုတ်ဘူး ဘုံမဒူးနဲ့မျက်ရည်အများနဲ့တုံနေခြင်းလား နေခြင်းနဲ့ တုံနေခြင်းတော့ဟိုဟာကြီးနေရှင်ဟာရိုင်းနေတော့အဲ့လိုဖြစ်မှာညီတခုပြောမယ်ဘိုင်းနဲ့ကလေးနဲ့မပြတ်ခြင်းလားအဲ့ဆိုငါယူငါလည်းငါကျူးသားနိုင်တယ်ငါပြောရလား ကဲဆက်ပါ တာရီးသားလေးရှာပေးပါဟိုရီးသားလေးတယောက်တော့ရှာပေးနေဘာမှမလုပ် အချစ်တို့များလဲအားကြပါရဲ့မင်းလို့ပုံနဲ့တောင်မလေးများရနိုင်ရင်တော့လူချင်းသာကွယ် နင့်ကိုထိုးမသူကလေနင့်ကိုထိုးမသူကလေတမြောင်ကြီးနဲ့ပေါ် စာကားကြတယ်ကောင်းတယ်ခမရ ကဲကိုင်းချစ်အဲ့ရီးသားတယောက်ရှာနေတော့ဟိုကိုနိုင်ကြီးပဲရှာခိုင်းတော့မယ်ကဲကိုနိုင်ဟိုရီးသားလေးတယောက်လာရှာပေးမလားကဲရှာမယ် ရှာလို့မရသူနဲ့တွေ့ရမှာလေ အေးကဲဘယ်လိုမှရှားမရရင်တော့သူနဲ့တွေ့လိုက်တော့သူကတော့ဒီနေ့ညခါနာလို့မလုပ်တော့ဘူး အမေသူ့တောင်ဂရုကိုစပ်ပေးရမယ်ဟောရှိလုံးစီခြင်းတဲ့သူကလေ နေပြီလို့တတ်တာရင်တော့စိတ်ကူးပေါ့ အဲ့ဒါဘုံမကြိတ်အေးမင်းတို့ဘယ်လောက်ဒီမင်းတို့ဘယ်တော့ဒါပဲကွာ ကိုသမီးဟိုကျွန်တော်နောက်ကစာပဲကလေးပြပါဦးဗျကျွန်တော်စာပဲကလေးအလုတ်ကလေးဗျဟုတ်ကဲ့အဲ့ဒါလေးပါဟုတ်ကဲ့ပါကျွန်တော်ဒီတဲရိန်ကိုလာမယ်ဆိုတော့ တိတ်တယ် ဟုတ်ကဲ့ကျွန်တော်ရည်စရာစားတာပါတင်းနေကိုဟော တိတ်တယ်ငါဆိုမင်းကြီးတာတိတ်တယ် တင်းတယ်ကိုကျွန်တော်လာမယ်ဆိုတော့ကျွန်တော်အမေကြီးကရဲစာနေတော့ခင်တွေးရင်နဲ့ အတော့ခဲတွေ့ရင် အမေကြီးကိုကြော်ရင်းနဲ့အမေကြီးကိုကျွန်တော်ပွဲသွားမှာပြောတော့အမေကြီးကပါခဏနေအောင်နဲ့မင်းကြည့်ရတာအတန်နေလဲဝင်နေနေပဲဟုတ်တယ်အမေကြီးရဲ့တော့တန်ဝင်နေတာဒါပေမဲ့ငါသားတဲ့ရော့ဆိုပြီးခိတဘောင်းချုပ်စာအုပ်ထဲကစာပြကလေးတွေရဲ့ဖြုတ်ဆိုနှုတ်ပြီးတော့ကျွန်တော်ပေးလိုက်ပါတယ်ဗျာအဲ့ဒါလေးကိုကျွန်တော်ရွာရောက်မှဖတ်ကြည့်လိုက်တော့မပါသချင်းမဟုတ်ပဲကရင်သချင်းလေးဖြစ်နေတယ်ဗျာအဲ့ဒီကရင်သချင်းလေးကိုကရင်ဘာသာနားလေတဲ့တို့ရွာကရင်တိုင်းရင်းသားများရှိတယ်ကျွန်တော်ရှင်းပြပေးပါသချင်းလေးတခါတည်းရွာရောက်တော့လေအမေကြီးရဲ့သချင်းလေးဆိုပြခဲ့ပါဦးမယ်ဗျာမကြပါဘူးခင်ဗျာ3မိနစ်တည်းပါကိုကြီးကျွန်တော်9ပေါက်ကိုကြောက်အမေကြီးပေးတဲ့သချင်းလေးပါကရင်သချင်းမှာကြောဘူးခေါ်ရလေ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 ကောင်းတယ်ဗျာနော်ခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ခိုးကြည့်